ဆိုတော့ကျွန်မမိန်းကလေးတစ်ခုရင်မေးချင်တယ်ဒီထဲမှာပေါ့နော်ဒီထဲမှာတစ္ဆာဖောက်ခံရတဲ့သူတွေရှိလားဟန်ဆောင်ချင်းနဲ့အချစ်ခံရပြီးတော့လေရှိတဲ့သူတွေလက်ကလေးထောင်ပေးပါလားရှိလားမရှိဘူးလားကျွန်မတယောက်တည်းပဲလားမသိဘူးရှိလားဆိုတော့ဘောနော်ကျမတို့လူသားတွေရဲ့အချစ်တရားလေးတစ်ခါတလေမှာပြောင်းလဲသွားတတ်တယ်ပြီးတော့မတည်မြဲဘူးပေါ့နော်ဟန်ဆောင်ချစ်တဲ့နဲ့လည်းချစ်တတ်တယ်သစ္စာလည်းဖောက်ခံရတယ်ပေါ့နော်အပြောင်းလဲတွေအများကြီးရှိနေတယ်ဒါပေမဲ့ဘုရားသခင်ကကျမတို့ကိုချစ်တဲ့မြတ်တာကထာဝရဖြစ်တယ်အကပိအချစ်ဖြစ်တယ်နော်ဆိုတော့ကျမတို့လူသားတွေအချင်းချင်းလည်းဘုရားရဲ့မြတ်တာနဲ့ချစ်မယ်ဆိုရင်ဘုရားကအယံမဲဝမ်းမြောက်နေမှာဖြစ်ပါတယ်အကပိအချစ်ဆိုတဲ့ခြင်းလေးနဲ့ဘုရားရှင်ကုန်းတော်ကိုချီးမွမ်းခြင်းပါတယ်ချစ်တော်ဖြစ်နိုင်တယ်လူချင်းထားတဲ့ချစ်တွေရဲ့အကန့်အသတ်ရှိနေတယ်ဘယ်ချိန်ထိဆက်ချင်နေအောင်လဲအချင်းချင်းခါလေးပြောင်းလေးမှာပြောင်းလဲသွားနိုင်လို့လူသားတို့ချစ်တဲ့အချစ်ကမရေရာဘူးအသက်ဆုံးချင်နိုင်တယ်ဒီချိန်ထိအမြဲမြတ်တာရဲ့သူခွင့်လို့ပြီးနေတယ်ကဘာကုန်လေးဆက်ချင်နေစေပဲအချင်းလေးချိန်ခါဘလို့ဆိုရမစေပြောင်းလဲမသွားနိုင်ဘူးဖယားမြတ်ချစ်တဲ့အချစ်ကမကုန်နိုင်ဘူးဒီလူတွေချစ်တဲ့ချစ်နိုင်တယ်ဒီချိန်ထိအမြဲမြတ်တာရဲ့သူခွင့်လို့ပြီးနေစေဘာကုန်နေချလို့နေစေပဲအချိန်ဒီချိန်ခါဘလို့ဆိုရမစေသူပြောင်းလဲမသွားနိုင်ဘူးဖယားမြတ်ချစ်တဲ့အချစ်ကမကုန်နိုင်ဘူး
the kitchen day. Just have a question, don't you, Basil?